လေးလေးမမနေအဝေးရှောက်မသွားနဲ့ကြားလာဆိုသူကလေဘလို့အတန်လေးနဲ့ဆိုချွဲတယ်အဲ့လိုလေးတွေလောက်တာပေါ့ဒါချွဲတယ်လို့ထင်တာပေါ့နော်အတောင်မှန်ရှိတဲ့ပရိသတ်မျိုးကကြာရင်တော့လေသူ့ဌာနေသူပြန်ပါပဲလို့ဆိုပြီးတော့အဓိကအဲ့သူရှိတဲ့အချိန်လေးမှာအန်ရကင်းနဲ့ငါကျွေးနိုင်တော်ပြီလို့အဲ့လိုပဲဖုန်းရအဲ့လောက်ထိတန်ရောစင်မထားပါနဲ့တဲ့တကယ်မကြီးပေါ့နော်ဒီလောက်ထိဖုန်းလေးမဖြစ်တင်ဘူးပေါ့နော်ဒါလေးဟိုဂယုဆိုင်တဲ့လူတွေချစ်တဲ့လူတွေများလာတယ်ပေါ့အဲ့တော့ငါလည်းငါသားလေးကိုပို့ပြီးတော့ဒီထက်မကဂယုဆိုင်ရမယ်ပေါ့သူကအဲ့ပေါ့နော်သူအိမ်မွေးခွေးလေးကိုသွားကြိုက်တော့သူတကယ်ကသူခွေးကိုကြိုက်ရမလားဆိုပြီးတော့သူ့ကိုလေတစ်ပင်မှာလဲပင်ကြိုးကင်းဆွတ်သွားပြီသူကခလေးမွေးတဲ့ခါကျတော့သူခလေးတွေကိုပေါ့နော်ဒီပလုံကောက်တဲ့လူတွေကအဲ့လိုပေါ့ဖန်ခေါ်သွားပါညာဆိုတော့ခလေးကစိတ်တသားတွေဖြစ်ပဲမြင်းကြရပလုံသမားတွေလိုက်ပြီးတော့ကြိုက်တော့တာပဲကြိုက်တဲ့ခါကျတော့ထုံးစံတိုင်းပေါ့နော်တတ်မဲ့ဖြတ်မဲ့ဆိုလို့အာတီဝါသွားကဲထားတာဆိုတော့ဒီထဲမှာဆိုရင်ဗျာနော်တီတီလေးတွေကိုချစ်တဲ့သူတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တူတူကြည့်ကြည့်အောင်ဗျာနော်စဉ်းစားရက်ပြီးစဉ်းစားတာဟာဒီကြီးကန်းလေးကဘေးမှာလဲကျွတ်နဲ့ခွေးနဲ့ကြောင်နဲ့ဂျားတွေကသူ့ကိုကောက်လာတာကျွန်တော်တို့ထားလိုက်မယ်လေတော့သူ့ဘဝနဲ့သူဒါကြောင့်ပြန်စဉ်းစားစပိန်ပြန်လှည့်အောင်ဟိုဒီဘောက်ကွာလို့ဒါလေးကငါကြည့်လိုက်အောင်မယ်လေဆိုပြီးတော့အဲ့ဒါကောက်ထဲဆွဲရင်းနဲ့ထဲလာပြီးဘာရမဟုတ်ဘူးအဲ့ဒါဒီကလူပြန်နေတဲ့အချိန်လည်းပြန်သွားဆိုပြီးတော့သူငါကောက်သွားလိုက်မယ်ဆိုပြီးမွေးတော့တာပဲဟုတ်လားအေးဟုတ်ပြီလိမ့်ပါတော်တော်နော်တိတ်တန့်နေဖွေးရေဟာထူးတယ်ကလေးကလိမ့်မလိုက်တာလိမ့်မလိုက်အဒီမှာထမင်းကိုထောင်းတယ်နောက်ဘီစကစ်လေးကိုဖြောတယ်ဒါလေးနဲ့သူပါဇက်တဲ့ထက်ကျွေးပြီးတော့အခုလိုပြန်တဲ့အထိဖြစ်လာတာဖေမေလို့သူထင်နေတာတော့မသိဘူးအားကြောင့်မို့ထမင်းတွေပါလေပါဇက်တဲ့ထက်ရရှင်အဲ့တဘာဝတိုင်းသူတို့အမေတွေခွန့်တယ်လို့သူလည်းអော်ပြီးစားတာအတောင်လေးကိုဖြန့်ပြီးတော့ဈေးရောက်တော့အဲ့ဒီကစက်သားကြော်လေးတွေပါလေးတွေပါလာတယ်ငါးလေးတွေပါလာတယ်တချို့တွေသူများတွေကထမင်းကြော်စားရင်သူကအနှစ်ကိုမစားဘူးအကာလေးပဲစားသွားတယ်ဆိုအဲ့နှစ်ကလေးယူလာမျိုးပေါ့နော်အဲ့ဒါလေးတွေကျွေးတယ်ကလေးတွေလာလို့ရှိရင်ကလေးတွေကြံခဲ့တဲ့နှုတ်ဘူးလေးတွေအားလေးကိုအဲ့ဒါနဲ့စုပ်ပြီးတောက်တယ်အဲ့ဒါကျတော့ကိုတောက်တာရယ်ဒီလည်းတောက်တယ်သူကချိုရည်လည်းတောက်တယ်ထင်းရက်လည်းစားတယ်ခုကမှသမင်းစားပြီးရင်နော်တဘာဝတိုင်းဗျာနော်ခွန်းတဲ့ပုံစံမျိုးခွန်းတာဒီတိုင်းချပြီးကျွေးရမှာဗျာနော်အဲ့တော့ဒါမိဘလိုများဒီကြီးကန်းလေးကထင်းနေလာမသိငယ်လေးကလေးမပြန်နိုင်ခင်ကလေးကဗျာနော်မွေးသားထားညလေးနဲ့ရင်းနှီးချမ်းလေးနဲ့ဆိုရင်အဲ့ထင်ရကလေးကိုကင်တိုင်းအထင်ရကလေးကိုစိတ်ပြီးတာဘေးနာစားနေတာသူစားလေးကိုစားလိုက်ပေါ့အဲ့တော့တခါရလို့ချင်းဆွေးနဲ့လာပြီးအနာကျတော့အထက်မှာအဲ့မှန်သားမှာသူကနေတယ်မှန်သားမှာနေတော့သူ့ကိုစဉ်းစားကြည့်တာပေါ့နော်အထီးနဲ့မှငါခွဲရင်ကောင်သူကအစားပြီးတော့ဝရင်သူကကြံတဲ့ထက်ခွန့်တဲ့ဟာလေးတွေကိုပါးစပ်နဲ့ငုံသွားပြီးတော့ယူသွားတယ်ယူသွားပြီးဟိုဂျိုကြားဒီကြားလိုက်ဖွက်တယ်အဲ့ဒါလေးတွေလှုပ်တယ်အဲ့တော့စဉ်းစားကြည့်ရပါတော့ဒါယောက်ျားလေးအလုပ်တော့မဟုတ်ဘူးပေါ့နော်ဒါမိန်းကလေးပေါ့အဲ့ဒါမိန်းကလေးတွေရဲ့အလုပ်ပေါ့နော်ပြီးတော့ခဏလေးတောင်းစားတယ်ဆိုတော့အဲ့ဒါသူပထမတော့ဖြူဖွေးနောက်ပိုင်းမင်းအမလေးများတိလိုက်တော့သူမင်းဖြူလို့ပေးမယ်ဆိုပြီးနဲ့တန်ရောစင်းနေနော်အဲ့လိုစဉ်းစားတာတနာလို့ခေါ်မွေးထားတယ်တန်ရောစင်းနေဖြစ်နေတာဗျာနော်တီဦးလေးရစာလေးတခြားခွင့်ကျွေးနေမွေးထားအနာကတ်ရချာလေးမမနေအဝေးရှောက်မသွားနဲ့ကြားလာဆိုသူကလေဘလို့အတန်လေးနဲ့ဆိုချွဲတယ်အဲ့လိုလေးတွေလောက်တာပေါ့ဒါချွဲတယ်လို့ထင်တာပေါ့နော်အဲ့ဒါစိတ်လည်းမဆိုးနဲ့နော်အဲ့ဒါဘာကြာရင်ကြာတတ်တယ်အဝေးကြီးလည်းမသွားနဲ့တကယ်လို့အဝေးကြီးသွားမယ်ဆိုလဲစားစရာမရှိရင်ပြန်လာခဲ့သူအဲ့ဒါအဲ့လိုလေးနေတော့ဟောသူနားထောင်နေတာပဲလေအဲ့လိုပဲမှတ်တာပဲကြီးကန်းလည်းမអော်တော့ပဲနဲ့သူကဟုတ်တို့ပြောဟိုပါပေါ့လူငယ်တွေဟုတ်ကဲ့အဲ့သဘောကြီးသူကပြောနေတာပေါ့။အားကြရင်လည်းအဲ့ဒါသူခေါင်းလေးပို့ပြီးတော့လင်းမနေနော်ဝေးဆောင်မသွားနဲ့ဘာလိုင်းကျွေးမယ်အဲ့လိုပြောသူကလေဆိုတော့အေးဘောလင်းမာတယ်ပေါ့သူပြောနေရ။သူခွေးရေလာကောင်းနေသူခွေးရေအမလေးအာကလေးကလင်းမာလိုက်တဲ့ကလေးချွဲရလေချွဲတတ်တယ်ဗျာနော်တန်ရောစင်းနေဖြစ်အောင်ကျေးဇူးအောင်တော့သူထားခဲ့နေခဲ့တာပဲအဲ့ဒါဟိုနားနေဒီနားနေနေတာပဲအဲ့ဒါနောက်ပိုင်းတပြေးပြေးနဲ့ပါသူဟိုပြန်လာတာသူကအခုရတော့တော်လေးကိုဝေးပြန်နိုင်နေပြီသူအခုတော့ရှိရပါသူပြန်လဲတန်ရောစင်တော့တိတ်မထားတော့ဘူးဘာလို့ဆိုအတောင်မှန်ရှိတဲ့ပရိသတ်မျိုးကကြာရင်တော့လဲသူ့ဌာနေသူပြန်ပါပဲလို့ဆိုပြီးတော့အဓိကအဲ့သူရှိတဲ့အချိန်လေးမှာအန်ရကင်းနဲ့ငါကျွေးနိုင်တော်ပြီလို့အဲ့လိုပဲဟောငယ်တုန်းကတော့ဒီလောက်ထိမချစ်တတ်ပါဘူးဒါပေမဲ့ကိုယ်တိုင်မွေးလာတဲ့အခါကျတော့ပေါ့နော်ချစ်ရတာပေါ့နော်ဒီမတိုင်ခင်တော့ကလည်းကြောင်တကောင်မွေးဘူးတယ်ချွေဝါဆိုပြီးတော့
သူတေသွားတဲ့အခါကျတော့လဲ ချက်စရာလေး ဝမ်းနေရတယ်ဖုန်းကြီးပင်ပြီးတော့တောင်မှပေါ့နော်9ရက်ပြည့်တဲ့အခါကျတော့ဟိုဆွန်ချိုင်ထည့်ပေးတယ်ပြီးတော့ဆက်ပြာတောင်းတို့ဆက်ပြာမှုံတို့ဝတ္ထုငွေတို့ထည့်တဲ့အခါကျတော့ဖုန်းကြီးကဘာအတွက်လဲတဲ့သူက သုံးသွားလို့ ဟိုနင်းဖြစ်ချင်တာပေါ့လေသူကတရားဟောချင်တာတရားဟောတယ်ဘာအတွက်လဲဆိုအိမ်ကမြောင်လေးဆုံးသွားလို့ပေါ့နော်တပတ်ပြည့်သွားလို့လှူတာပါဆိုဖုန်းကြီးကအဲ့လောက်ထိတန်ရောစင်မထားပါနဲ့တဲ့ တရားဟော တကယ်မကြီးပေါ့နော်ဒီလောက်ထိမဖုန်းလေးမဖြစ်တင်ဘူးပေါ့နော်အဲ့ဒီတည်းကမမွေးဘဲနဲ့ထားလိုက်တာအဲ့ဝမ်းနေပြီးတဲ့အခါကျတော့ဒီကြောင်လေးတွေကိုမမွေးတော့ဘူးလို့စိတ်တိုင်းဖြတ်လိုက်တာဒါပေမဲ့သူတို့လေးတွေကိုဇလုံနဲ့လာထည့်ပေးတာကိုမြင်တဲ့အခါကျတော့ပေါ့နော်ကို၄កောင်လုံးလည်းမတတ်နိုင်တော့2កောင်ခေါ်လာခဲ့ရတာဒါအခုသူလေးက ချက်စရာလေး အဲ့ဒီမမွေးဘဲနဲ့ထားလိုက်ဒါရဲ့နောက်ဆုံးပေါ်မွေးလာတဲ့ဟာလေးပေါ့နှစ်20လောက်မမွေးဘဲထားပြီးတော့မှဒါမွေးလာတာသူကြည့်ပြီးတော့ပီတိဖြစ်တာပေါ့နော်ဟိုကိုမွေးတဲ့ကလေးလေးကဒီလိုလေးထွားထွားကြိုင်ကြိုင်လေးနဲ့ပေါ့နော်တန်တန်မာမာလေးဖြစ်လာတယ်ဆိုပြီးတော့ကိုကသဘောကြီးကြတာပေါ့နော်သူတို့သားသမီးတယောက်လိုပါပဲအိမ်မှာရှိတဲ့သမီးတယောက်ပဲမွေးထားတာလေသမီးတယောက်တည်းမွေးထားတာကဘေးလူဖြစ်နေတယ်ဘေးလူဖြစ်ပြီးတော့အဲ့ဒါ तू ကကိုယ်ကလေးလိုပဲခေါ်လို့ရှိရင်လည်းသားလိုပဲခေါ်ပြတာပေါ့နော်ငါသားလေးကိုဂယုဆိုင်တဲ့လူတွေချစ်တဲ့လူတွေများလာတယ်ပေါ့အဲ့တော့ငါလည်းငါသားလေးကိုပို့ပြီးတော့ဒီထက်မကဂယုဆိုင်ရမယ်ပေါ့ သူကအဲ့ပေါ့နော်သူအိမ်မွေးခွေးလေးကိုသွားကြိုက်တော့သူတခင်ကသူခွေးကိုကြိုက်ရမလားဆိုပြီးတော့သူ့ကိုလေတစ်ပင်မှာလဲပင်ကြိုးကင်းဆွတ်သွားပြီအဲ့နဲ့အမြင်မတော်တဲ့သူကနေပြီးအဒီကိုဖုံးဆက်ခေါ်တာပေါ့အဲ့နဲ့အဲ့ကလေးလို့သွားကြဖြစ်တာအခုသူဆိုရင်လေ2019ကနေကြထားတာမောင်ညိုလာမမေစီလောင်း မောင်ကြီး မမေပြောနေရလေ အဲ့တော့အာဦးလေးတွေကိုနော် သူစောင်းမှာအဲ့ဒါသူဆိုရင်လေဟိုပြောမယ်ဆိုအဆွဲပဲရှိရတယ်သွားတယ်မရှိတော့ဘူးသူ့ကိုကယ်ခိုင်းတဲ့တခင်ကလည်းကိုဗစ်မှာဆုံးပါသွားပြီဒါလေးကဒါဘဝမှာမှတ်မှတ်ထင်တယ်ပေါ့နော်အဲ့ဒါတောင်းပန်တော့အဲ့မှာဒီတစ်ပင်ပေါ်မှာခြိထားတဲ့ကြိုဖြီပေးလိုက်တာခွဲခွဲချင်းတောင်မှပဲသူတို့ကလေးမှအသက်ရှိတယ်ထင်တာပေါ့ ပတ်စံရှိရလူပါဗျာနော်ခွေးချင်းမှာလမ်းမေးခွေးနဲ့သူတို့မွေးထားရဗျာနော်ပြောလို့စင်ကန်ခွေးနဲ့ fight တဲ့အချိန်မှာဗျာနော်ခံရလို့ဆိုပြီးဒီလမ်းမေးခွေးကိုဗျာနော်အဲ့လိုမျိုးလောက်ထားတော့မှဒီမှာရက်ကဲတင်ပေးထားပါအော်မလွယ်ဘူးနော် ဒါလေးကတော့တယုံမှာတဲ့ဒါလည်းသူသားတယ်မေးလေးပေါ့နော်တယုံမှာ တရားမှာနမရတော့ အော်အေးမေမေသမီးသူကခလေးမွေးတဲ့ခါကျတော့သူခလေးတွေကိုပေါ့နော်ဒီပလုံကောက်တဲ့လူတွေကအဲ့လိုပေါ့ဖန်ခေါ်သွားပါညာဆိုခလေးကစိတ်တသားတွေဖြစ်ပဲမြင်းမြင်းကြရပလုံတော်တွေလိုက်ပြီးတော့ကြိုက်တော့တာပဲကြိုက်တဲ့ခါကျတော့ထုံးစံတိုင်းပေါ့နော်တတ်မဲ့ဖြတ်မဲ့ဆိုလို့ဒီဝါသွားကဲထားတာသူကတော့2020နှစ်မှာကဲတဲ့ခလေးလေးဟုတ်လားနော်မေသမီးနော်အေးဟုတ်တယ် ဒီနော်ဒီအောင်လေးနဲ့ပတ်သက်ပြီးချင်းရှိနေလိုက်နိုင်တယ်နော်ဒီနေ့ဆောင်းရှောင်းပေးနေတယ်ရှိလို့မောတော့မလွယ်ဘူးနော်ဒီအောင်လေးပေါ်လာတယ်ခုလိုဒါကြားရတိုင်း ကန်ကောင်းတဲ့သူက2019မှာပေါ့နော်မနေ့6နိုင်လောက်ခတ်ခဲ့ရတဲ့ကလေးပေါ့သူကဒီလိုထက်ချမ်းကွဲသွားတာအဒီမှာအိတ်ပုံတွေရှိရဒေါက်တာဝင်းစောအောင်လည်းအဲ့လိုပေါ့မနေ့အစောကြီးပေါ့သွေးတွေကလွန်းနေပြီရှင်းမဲ့တော့မထင်ဘူးအဲ့နဲ့ဒေါက်တာဝင်းစောအောင်ဒီဆေးကမှပင့်ပြီးတော့ဒီလိုထက်ချမ်းကွဲသွားတာအဲ့ဒါလေးကိုပြုစုကုသထားတာနော်သမီးသူကကန်ကောင်းလို့နာမည်ပေးထားတာမမေပြောနေရလေမမေပြောပြနေရလေမိကြောင်းပြောပြအဲ့တော့ဒီကဒီလိုဟိုပြောမယ်ဆိုအောင်မြင်တော့မရှိသေးဘူးကဲခိုင်းတော့ဒီလိုတောက်လျှောက်ဒေါက်တာဝင်းဆောင်တော်တာလဲပါလာပါဒီကလေးတွေလားခုချိန်နေချင်တယ်နော်ဒါလေးကတော့ပိုင်ရှင်ကနိုင်ငံခြားကိုပြန်သွားတော့စွန့်ပစ်တာပါနော်စွန့်ပစ်တော့ကိုရတဲ့မှာသူ့ကိုထားခဲ့တာထားခဲ့တော့အမြင်မတော်ရဲ့လူကအကြောင်းကြောက်တော့ဒီဝါသွားခဲ့သူဆိုလဲတော်တော်အသက်ကြီးနေပြီ ဟိုကောင်နော်ညီညီနေနော် ဆိုဖျားစင်းမတက်လဲအဲ့ဆင်းဆိုလို့ရှိရင်မရဟိုကောင်ဆင်းဆိုမှဟိုကောင်ပါမသူအပြင်းပိုင်းထွက်လဲအဲ့တိုင်း မရဟိုကောင်ပြင်းညောင်ညောင်လေးရတော့နော်ချစ်ဖို့ကတော့ကောင်းနေညီညီကိုမနေဘူးညောင်လေးရမြင်နေတိုင်းပဲနော်အခုတော့ကလေးနေလား ပူပူကကြတော့အခုက8နှစ်ပေါ့နော်8နှစ်အမတို့ကဒီ2ယောက်ကပေါ့နော်ဟိုဖြစ်တော့မိသားစုလေးဖြစ်ချင်တယ်ဟောနော်မိသားစုလေးဖြစ်ချင်တော့ကလေးရှိမှဖြစ်မှာလေကလေးရှိမှမိသားစုဖြစ်မှာဆိုတော့အဲ့လိုမျိုးပေါ့သူ့ကိုမွေးဖြစ်တာပေါ့နော်ကလေးနေနေပေါ့လို့ဟုတ် မိသားစုဖြစ်ချင်လို့ဆိုပြီးတော့နော်စိတ်ကူးလေးတာခုနပြောလို့မိသားစုဝင်လို့ပြနော်စဉ်းစားပြီးတော့ဒါခေါ်မွေးထားကြဆိုအတော်ချစ်ကြမှသိ သူက Johnny John ဆိုပြီးတော့ပေးထားတယ်ဂျွန်လာမှာရောက်တော့လေဒါပေမဲ့ဟိုပါပေါ့သူ့ဖေကခေါ်ရင်တော့ပူပူလေးလေသူ့ဟိုပါလေ သူကရှေ့လက်ကလေး တူတူလေးပူပူလေးအဲ့လိုမျိုးလေးဆိုတော့သူ့ဂျပူးလို့ပေးထားတာတကယ်တော့နာမည်ကဂျ တ ပူး ပည့်ရောင်ရောင်လေးပူတာပါ နည်းနည်းလေးပေါ့မတိမတာလေးပူတာဖိုက်ပူတော့ပူ တပည့်သူကအခုံနေပါကြမကောင်း အခုံတွေပါမလုံနိုင်အောင်ဒါပေမဲ့အဲ့သူ့ရဲ့ချစ်တဲ့ကိုကိုမရဲ့ page ကလူတွေကဂျပူးလို့မခေါ်ပါနဲ့ပူပူလောက်ပါဆိုတော့နောက်ပူပူဖြစ်သွားတာ ချစ်ဖို့တော့ခေါ်မခံနိုင်ဘူးနော်
ချစ်တဲ့လူလေးတွေချစ်ဖို့ကောင်ဝါကေနော် ကလေးလိုပဲအဲ့လိုမျိုးဟိုပြီးတော့အဲ့လိုပေါ့တခါကျရင်အော်စရာမလိုပြောစရာမလို तू မဟုတ်တာမလို့ရ तू မဟုတ်တာလို့ရအဲ့လိုမြင်ရွေးမြက်ကဲပြလာရင်ကို तू တိတယ်အဲ့လိုမျိုးပေါ့နော်ဟိုကောင်နော်လက်နဲ့ထုတ်တော့ဆယ်လီရဲ့ကြောင်ဆယ်လီရဲ့မကြော ကြောင်ဆယ်လေးရဲ့ဩ ဖနက်နက်ရှူပြီးအိတ်နေကြ မဟုတ်ကြောင်လေးပါဆယ်လေးဖြစ်ကုန် ဆယ်လီကြောင်တော့ကောင်ဖနက်နက်ရှူပြီးအိတ်နေဟိုကောင်နော်ငင်နေနော်သူနည်းနည်း သူဖျားစင်းမှာတက်လဲအဲ့ဆင်းဆိုလို့ရှိရင်မရဟိုကောင်ဆင်းဆိုမှဟိုကောင်ပါမသူကအပြည့်တစ်ပိုင်းထွက်လဲအဲ့တိုင်းပဲ မှတ်ထား အဲ့ကြပါသူကညင်သွား ဟိုကောင်စင်းမယ် တော့ကမီး တဖျားစင်အရင်ကြိုက်တာသူက တချို့ကလည်းဖျားစင်းမှာတက်တာဘာသာရေးနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးကျွန်တော်တို့တချို့ကျတော့မကောင်းပြောတာပါဒါပေမဲ့လည်းကိုရီးယားတင်တာတော့မဟုတ်ဘူးပေါ့နော်သူကသူတက်တာဆိုတော့လေဒါဖျားတော့အပြည့်ဖြစ်လာပါဘူးဒီကသူတို့တန်းလို့ဒီမှာပေါ့အဲ့လိုဖျားဆိုတော့လေ အေးတာရယ်ပေါ့နော်အဲ့လိုမျိုးနေပါပေါ့နော်ပြီးတော့သူတို့က attention အရင်လိုချင်တာလေအမတို့ကဖျားအောင်ဆိုမနဲ့မိုးလင်းဖျားတောက်တော့ရေးကတ်တယ်အဲ့လို attention ပေးရလို့သူထင်တာနေမှာပေါ့နော် ကဲဆိုတော့ဗျာနော်ဒါကတော့တီလေးတွေကိုဗျာနော်ချစ်လုံးလုံးမှမွေးစားပြီးတော့ဗျာနော်တန်ရောစင်တွေဖြစ်ပြီးတော့မှပြောပြလာတဲ့ခံစားချက်တွေဗျာနော်ဒီထဲမှာဆိုရင်လည်းကြည်သွားတဲ့လူတွေမှာတီလေးတွေချစ်တဲ့လူတွေလည်းပါမှာပဲဗျာနော်ဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှမိတ်ဆွေတို့ဗျာနော်ဘယ်လိုမျိုးထင်မြင်ကြလဲဘာလေးများခံစားလိုက်ရလဲကျွန်တော်ရဲ့အောက်ကကွန်မန့်မှာဝင်ရောက်မိုင်းခဲ့လို့ရပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာလည်းထပ်တွေ့ကြပါလေအားလုံးပဲတဒါ